အားလုံးသိကြတဲ့အတိုင်း Power Ranger တွေက Super Sentai တွေကို copy ကူးယူရိုက်ကူးထားတာပါတဲ့ကူးယူရိုက်တာရှိတယ်လို့တွေ့ဝိုက်ပြီးကူးယူရိုက်တာလည်းရှိပါတယ်ကူးယူတာဆိုတာမှလည်း Ranger suit base background story mecha villain weapon စသဖြင့်အမျိုးမျိုးရိုက်ကူးကြတယ်လို့ Super Sentai တွေကမကူးယူဘဲနဲ့တီးတန့်ရိုက်ကူးတဲ့အရာတွေလည်းရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်က Power Ranger က Super Sentai ဘက်ကနေမကူးယူခဲ့ဘဲနဲ့ exclusive အနေနဲ့ရှိခဲ့တာတွေကိုပြောပြသွားမှာဖြစ်ပါတယ်Power Ranger ဆိုတော့ကနအူ Ranger အနေနဲ့ပဲစပြောရအောင်နော်နံပါတ်1 Ranger အနေနဲ့ဆိုရင်တော့အားလုံးသိကြတဲ့ Titanium Ranger ပဲဖြစ်ပါတယ် Super Sentai ဖြစ်တဲ့ Gogo Fight ထဲမှာလုံးဝတည်ရှိမနေဘဲနဲ့ Light Speed Rescue တဲ့ကြမှာတည်တံ့ပေါ်ပေါက်လာတာဖြစ်ပါတယ်စချင်း Evil Ranger အနေနဲ့ debut လုပ်ထားပြီးတော့နောက်ပိုင်းကျမှလူကောင်းဖြစ်သွားပြီး Cold Memory နဲ့ပူးပေါင်းသွားတာပါသူ့ရဲ့ background story ဆိုရင်လည်း Anger Revenge တို့နဲ့အတူကောင်းမွန်တဲ့ထဲမှာပါဝင်ခဲ့ပါတယ်သူ့ရဲ့ weapon suit design morpher အကုန်ကြည့်လို့ကောင်းခဲ့ပါတယ်နောက် Ranger အနေနဲ့ဆိုရင်တော့ Jungle Fury တဲက Spirit Ranger တွေပါသူတို့လည်း Geki Ranger ထဲမှာပါဝင်ခြင်းမရှိခဲ့ပါဘူး Master Fan Master Suit Master Fin တို့ရဲ့ Spirit ကနေပေါ်ပေါက်လာတာဖြစ်ပြီးတော့ကနအူးမှာ Evil Ranger အနေနဲ့ပဲစထွက်ခဲ့တာပါနောက်ပိုင်းအဖမ်းခံရတဲ့ Master တွေပြန်လွတ်လာခဲ့ပြီးကမှ Main Ranger 3ယောက်ရဲ့ Assistant အနေနဲ့ကိုတိုက်ပေးခဲ့ပါတယ်သူတို့ရဲ့ design တွေဆိုရင်လည်းအရင်လှလှကြီးထဲတော့မပါပေမဲ့ကြည့်လို့တော့ကောင်းခဲ့ပါတယ်နောက်ဆုံး Ranger ကတော့ Cosmic Fury Ranger ပဲဖြစ်ပါတယ်Dino Fury အလွန် Dino Power တွေမရှိတော့ရဲ့နောက် Cosmic Energy နဲ့ချိတ်ဆက်ပြီးပြောင်းလို့ရလာတာဖြစ်ပါတယ်။ Helmet Design ကတော့ Russo ကြားကနေပဲပြန်ကူးယူထားဖြစ်ပေမဲ့ Channel Suit Design Weapon ကတော့တည်တံ့ရှိခဲ့တာဖြစ်ပါတယ်။ Evil Ranger ဆိုရင်လည်း SPD A-Square Ranger တွေပါ။ Base Form ကတော့ Mecha Ranger တွေကိုအခြေခံရိုက်ကူးထားတာဆိုပေမဲ့လည်း Armor တွေတပ်ဆင်ပေးထားပါတယ်။နောက်တစ်ခုက Morpher ဆိုရင်လည်းအများစုက Sentai ရဲ့အချိန်ကြာတွေကနေပဲကူးယူထားတယ်ဆိုပေမဲ့တည်တံ့ပြုလုပ်ထားတဲ့ Ranger Morpher တွေလည်းရှိပါတယ်။လူသိများတဲ့ Jungle Fury ရဲ့ Solar Morpher, Samurai ရဲ့ Samurai စာ Ninja Steel ရဲ့ Ninja Battle Morpher, Cosmic Fury ရဲ့ Cosmic Morpher စသဖြင့်အသီးသီးရှိခဲ့ကြပါတယ်။ Weapon လက်နက်အနေနဲ့ဆိုရင်လည်း90%လောက်ကူးယူထားကြတယ်ဆိုပေမဲ့ကိုယ်ပိုင်ထုတ်လုပ်ခဲ့တာတွေလည်းရှိပါတယ်။ဥပမာ Titanium Ranger ရဲ့ Titanium Laser, Cosmic Fury ရဲ့ Weapon တွေစသဖြင့်ပေါ့။ White Force တဲက Jungle Blaster ဆိုရင်လည်းကိုယ်ပိုင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Isis Megazord တဲက White Sword တွေရဲ့ပုံစံကိုအခြေခံယူထားတာဖြစ်ပါတယ်။ Vehicleအထူးသဖြင့် Ranger တွေရဲ့စီးတော်ရင်တွေဖြစ်တဲ့ဆိုင်ကယ်တွေလေယာဉ်တွေကလည်း Sentai စီကမကူးယူပဲကိုယ်ပိုင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဥပမာ Lost Galaxy ရဲ့ Jet Jammer, Light Speed Rescue ရဲ့ Trans Armor ဆိုင်ကယ် Time Force ရဲ့ Fighter ဆိုင်ကယ် Dino ATV ကြီးတွေ SPD ဆိုင်ကယ်တွေ Ninja Steel ရဲ့ Mega Morph ဆိုင်ကယ်စသဖြင့်အများကြီးရှိပါတယ်။တချို့က Ranger တယောက်တည်းပဲရတာဖြစ်ပြီးတော့တချို့ကတော့ Cold Member တွေအကုန်ရတာဖြစ်ပါတယ်။အဲ့ထက်မှာ Super Sentai ကနေ reference ယူပြီးတော့အသစ်ပြန်ထုတ်ထားတာတွေလည်းရှိပါတယ်။ဥပမာဆိုရင် Gao Saber ရဲ့ဆိုင်ကယ်ကို reference ယူပြီးတော့ White Force Service ဆိုင်ကယ်ထုတ်တာတွေ Gogo Fight ရဲ့ Attacker ဆိုင်ကယ်ကိုယူပြီးတော့ Light Speed ဆိုင်ကယ်ထုတ်တာတွေအဲ့လိုမျိုးလေးတွေလည်းရှိပါတယ်။နောက်တစ်ခုကတော့ Fertilizer သူကတော့ Ranger ဘက်ကနေအစပြုခဲ့တာဖြစ်ပါတယ်။များသောအားဖြင့်အနီတွေပဲရကြတာဖြစ်ပြီးတော့လှလဲလှကြံလဲကြမ်းကြပါတယ်။ Fertilizer တွေအကြောင်းကိုတည်တဲ့ဗီဒီယိုလုပ်ထားလို့အသေးစိတ်ကိုတော့ MR ကြည့်ရှုလို့ရပါတယ်။ကဲ Ranger တွေပြီးပြီဆိုတော့လူဆိုးတွေဘက်ကိုတွားကြတာပေါ့။လူဆိုးတွေဆိုမှလည်း Final Villain ကစပြန်လဲကူးယူထားတာရှိတယ်လို့ကိုပိုင် Villain လောက်လိုက်တာမျိုးလည်းရှိပါတယ်။မြင်သာအောင်ပြောရရင်တော့ Lord Zed, Rasik, Mazagod, Master Slash စသဖြင့်အများကြီးရှိပါတယ်။သူတို့ရဲ့ story တွေမိစ္ဆာဆွမ်းအားတွေ battle scene တွေကလည်းတော်တော်ကြည့်လို့ကောင်းအကျဉ်းစားကြည့်ပါပဲ။ Female Villain တွေကဆိုရင်လည်း Astronomer, Trakina, Tanaya 7, David Dogs သူတို့တွေပေါ့။သူတို့လေးတွေဆိုရင်လည်းလှလဲလှကြံလဲကြံကြပါတယ်။အနေဆုံးအဆင့်ဖြစ်တဲ့ Food Soldier ထဲမှာဆိုရင်လည်းအများစုကပြန်လဲကူးယူရိုက်ထားတာဆိုပေမဲ့ကိုပိုင် Food Soldier တွေပါလာတာလည်းရှိပါတယ်။ပြောရရင်တော့ Tengu, Quadron, Stingwinger, Trianodrome, Sentinel သူတို့တွေပေါ့။ကိုပိုင် Food Soldier တွေနဲ့ခြားရတာဖြစ်လို့ Fight Scene တွေကလည်း Sentai စီကကူးယူတာနဲ့ပါပြီးတော့ကိုပိုင်ရိုက်ကူးခဲ့တာတွေဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်သိတယ်လို့ Ranger တွေဘက်ကကူးယူခြင်းမရှိဘဲနဲ့ကိုပိုင်ထုတ်လုပ်ဖန်တီးခဲ့တဲ့အရာတွေပဲဖြစ်ပါတယ်။ကြိုက်လားဆိုရင်တော့ကြိုက်ပါတယ်။ကောင်းမွန်တဲ့အရာတွေတဲကတစ်ခုပါပဲ။သူ့ဟာနဲ့သူကောင်းကွက်လေးတွေရှိကြတာမို့ဘက်လိုက်မနေဘဲနဲ့ကြည့်ကြဖို့သာအကြံပြုလိုက်ပါတယ်